ကျွန်မခေါင်းလေးတအားရားနေလို့လေဟိုသပင်ဖြူကြီးများပေါက်နေလားလို့ဆရာမသပင်ဖြူလေးတစ်ချက်လောက်ရှာပြီနော်အမလီညီတို့ခင်မသားလေသမင်းစားခြင်းုံဆော့ရတာနဲ့ဇာရိတာခြင်းုံဆော့ရတာနဲ့ဆရာမတို့ချိန်မှာဆိုမအားဘူးတမိအေးဟိုတရုတ်မလေးတစ်ချက်ခေါ်လာအောင်ဆရာမနားနေကနေခဏလာခဲ့ပါအောင်နဲ့လို့ခိုင်းစရာလေးရှိလို့နော်什么都没有考虑说。 အော်အေးသမီးဟုတ်တယ်ဟိုကဆရာမခိုင်းစရာလေးရှိလို့ခဏဝင်ခဲ့လာနော် 什么都没有把开幕了。 ဟိုကလေအသမီးကသမင်းစားပြရလား 啥不什么起码没哭啥嘞。 မလီနော်ငါအချိန်မှာသမင်းနေကိုစားနိုင်မလားနင်ဟိုကဆရာမပြောဖို့ဆရာမခေါင်းလေးတအားရားနေလို့လေဟိုသပင်ဖြူကြီးများပေါက်နေလားလို့ဆရာမသပင်ဖြူလေးတစ်ချက်လောက်ရှာပြီနော်မလီရုပ်ကလည်းဖြစ်သွားလိုက်တာဗာလေသမင်းစားခြင်းသူများဆော့သလိုမဆော့ရလို့မလား 后来什么嘞？ မလီမဆော့နဲ့နောက်မှဆော့နော်ဆရာမဒါလေးရှာပြီခဏပဲ9မိနစ်10မိနစ်ပဲနော်အမလီဟိုတပင်းနှစ်ပင်မဲနည်းနည်းလေးရားတာငါသမီးရဲ့သိလားဒီနားလောက်ဒီမှာပဲဟိုတခြားလေးရှာပြီနော်အမလီညီတို့ခင်မသားလေသမင်းစားခြင်းုံဆော့ရတာနဲ့ဇာရိတာခြင်းုံဆော့ရတာနဲ့ဆရာမတို့ချိန်မှာဆိုမအားဘူးသိလားမအားဘူးဆရာမတို့ဆိုလေအားတဲ့အချိန်ကိုလေစာကိုရအောင်ကိုကြက်တာနော်အမလီအိတ်ကာလမှာဆရာမတို့ရိုးနေမအိတ်ဘူးနော်အမလီအုံးတီကိုခေါင်းအုံးပြီးအိတ်တယ်နော်ဘောလုံးကိုခေါင်းအုံးပြီးအိတ်တယ်အဲ့လိုမျိုးအိတ်ရတာတခြားလေးနားလေးရတာကငါလေးအေးတွေ့လားငါသမီး 什么对了没对？ မတွေ့ရတွေ့အောင်ရှာ तू ပုံနေလားမသိဘူးငါသမီး A few minutes later. 什么 A 票歪了没得？多啦，不说了好吗？ ဟေးသမီးဆရာမအိတ်ဘူးဆရာမခေါင်းလေးကိုက်နေလို့မတွေ့အောင်ရှာ तू ပုံနေလားမသိသမီးမလေးအမရဲ့ဇပင်ဖြူနှုတ်နေတာဟိုမှာအနောက်ကနှုတ်နေတဲ့လူလည်းကြည့်အောင်မျက်နှာကြီးကရှုပ်မဲ့တော့ကစားချိန်ဆိုကစားချင်မှာဗောအမလေးအမရဲ့ဇပင်ဖြူကလည်းမနှုတ်လို့မရဘူးလေစိုးချိန်မှမရတာသိရမလားအမလေးအမရဲ့အဲ့ဒါများဒီမှာကျမတို့ခစ်တုံးကတော့လေသွားလိုက်တိုင်နဲ့ဇပင်ကိုစိုးနေစရာမလိုဘူးအခုယူရှိရိုးကနေပြီးတော့ရှော့မဲရှော့ညိုဆိုပြီးတော့ထုတ်ထားတယ်အခုရှော့အခုမဲရှော့မဲဆိုပြီးတော့ထုတ်တယ်နောက်ပြီးကြတော့အရင်လိုနုပြိုစီမဲရှော့ညိုဆိုပြီးတော့ထုတ်ထားတယ်နှစ်မျိုးရှိတယ်။အော်ဟိုအဲ့ဆိုလို့ရှိရင်ကျမတို့ထုတ်ပေးတော့မလားဟိုနောက်တော့ပြန်ဆက်မယ်လေကြားတယ်မလားဟင်အမလီပြန်ပေးစရာမလိုပါဘူးရော့သုံးချင်တယ်ဆိုရင်လေအမလီယူရှိရိုးရှော့မဲရှော့ညိုရှိရဆိုအဆင်ပြေသွားတာပေါ့ကဲသမီးမနှုတ်နဲ့တော့ရပြီနော်ကျေးဇူးတင်ပါတယ်ရှင်အော်သမီးအားတယ်မလားအခု 好像还是说了。 လေမကစားပါနဲ့ငါသမီးရလဲဟိုခဏနေကြလဲကြောင်းတက်တော့ပါလေ7မိနစ်လောက်ပဲကျန်တော့ဆိုဟောလေဆရာမနည်းနည်းစောကြောလေးတက်နေလို့လေနည်းနည်းလေးနှိပ်ပေးပါလားခဏပဲမကြောက်ဘူး